US ကအောင်မြင်တဲ့လုပ်ငန်းရှင်တွေပြောလို့ရှိတဲ့စကားတစ်ခုရှိပါတယ်။ပတ်စံတွေဆိုတာလေထဲမှာတင်ရှိနေတာ။ဖမ်းယူတတ်ဖို့ပဲလိုတယ်ဆိုတဲ့စကားရှိပါတယ်။ကျွန်တော်အခုဗီဒီယိုမှာပြောပြပေးတော့မှာကတော့အဲ့ဒီလိုလေထဲကပတ်စံတွေကိုဘယ်လိုဖမ်းယူမလဲဆိုတဲ့နီလန်းတွေကနီလန်းတစ်ခုကိုဗီဒီယိုအထုတ်တွေအနေနဲ့အချက်ပြပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်ကဒါတွေကိုဘယ်ကတင်ယူခဲ့ရလဲဆိုတော့ဆရာကနာရဲ့21ရက်နေ့ကလုပ်ခဲ့တဲ့ဆမနာတွေကတင်ယူခဲ့တာဖြစ်ပါတယ်။ဒါကတော့ intro video ဖြစ်တဲ့အတွက်ဘာချက်လက်မှတော့ပါဝင်အောင်မှာမဟုတ်ပါဘူးကျွန်တော်တောက်ဆိုချင်တာလေးတစ်ခုရှိလို့ပါဒီဗီဒီယိုတွေကိုကြည့်တဲ့အခါ open minded ဖြစ်ဖို့နဲ့အရာသစ်တွေကိုစမ်းသပ်ကြည့်ခြင်းနဲ့ mindset တစ်ခုရှိဖို့ပါလိလာခြင်းရုံစိတ်သက်နဲ့ကတော့အလုံးမဖြစ်ပါဘူးဒါဆိုမိတ်ဆွေတွေနဲ့မေးစရာရှိပါတယ်ငါကဘာဖြစ်လို့မင်းဗီဒီယိုကိုနေ့တိုင်းကြည့်ရမှာလဲဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်မှတ်သားခဲ့တဲ့အချက်လက်တွေကိုပြောပြမယ်ဆိုရင်တနေ့2မိနစ်ဆိုရင်တနားရီလောက်ကြာပါလိမ့်မယ်တကယ်လို့မိတ်ဆွေတို့ကဒီချိန်တနားရီကိုတခြားနေရာမှာသုံးချမယ်ဆိုရင်ဘယ်လောက်ထိကြိုးကျေးဇူးရနိုင်မလဲဒါပေမဲ့တကယ်လို့ကိုယ့်အနေနဲ့ကိုယ့်ဘဝကိုပြောင်းလဲစေနိုင်မဲ့အသုံးချလို့ရတဲ့အသည့်တစ်ခုရတော့မယ်ဆိုရင်ဘလို့ထူးခြားတော့မလဲဆိုတာမိတ်ဆွေတို့ဆုံးဖြတ်လို့ရပါတယ်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကလမ်းပြောင်းနေတဲ့လူလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုရွေးချယ်ထားတဲ့လမ်းကိုစိတ်ကျေနပ်မှုမရှိသေးတဲ့လူတစ်ယောက်လည်းဖြစ်နိုင်တယ်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီးတော့ကိုယ့်ဘဝကိုပြောင်းလဲနိုင်တဲ့အသည့်တစ်ခုရတော့မယ်ဆိုရင်ရော why not